မစောင့်နေကြဝိုက်လား နော်မကြသေးပါဘူးမောင်ရဲ့ရောက်လာပြီလား အော်ကျွန်တော်မမကိုပြောစရာရှိလို့ ပြောလီမောင်ပြော ကျွန်တော်နဲ့မနဲ့ကတွဲလာလဲ4နှစ်လောက်ရှိပြီဆိုတော့ကျွန်တော်တခြားကောင်မလေးတယောက်ကိုချစ်ကြည့်ချင်တယ် မောင်ကအခြားကောင်မလေးတယောက်ကိုချစ်ကြည့်ခြင်းနဲ့အဲ့ဒါဆိုလို့ရှိရင်မောင်ကအဲ့ကောင်မလေးကိုတကယ်ချစ်မယ်ဆိုတာသိကြလား ချစ်တော့ချစ်မှာပါဒါမဲ့မမတော့ချစ်ဆုံးပေါ့ ပြီးရောလေမောင်ကပြောပြီးသားပဲမောင်ချစ်တဲ့ဘသူ့ကိုမဆိုမောင်ကလိုက်ပြီးတော့ချစ်ပေးနိုင်ပါတယ်လို့ဒါပေမဲ့တခုတော့ရှိရနော်မောင်ကအကြီးနော် ဒါဆိုမလက်ခံပေးရသိကြရနော် သိကြပါတယ်မောင်ပြောပြီးသားပဲမောင်ကချစ်မှာတော့မောင်လည်းလိုက်ပြီးတော့ချစ်ပေးရမှာပေါ့မောင်ခွင့်ပြုပေးပါတယ် အဲ့ဆိုရင်ကျွန်တော်တခြားကောင်မလေးတယောက်ပြင်ဆင်လိုက်တော့မယ်နော် ပြင်ဆင်လိုက်တော့မောင်ခဏနေအောင်လွဲတိုင်ရှင်ပြောနော်မောင်ကိုညီပေးမယ် ဟုတ်မဒါနဲ့မကျွန်တော်နဲ့တွေ့ရမှာပြောဘူးလား ပြောရမို့မောင်ရဲ့ပြောရလေ ဒါဆိုမကျွန်တော်လည်းမကြည့်ဘူးဒီဆောင် ဟုတ်ပါအောင်မောင်ရဲ့မဒီဘက်ချမ်းပဲလှအောင်လေဟိုဘက်ချမ်းလှည့်လို့ရှင်မလှဘူးဆိုတော့မဒီဘက်ချမ်းပဲလှည့်ပြီးစကားပြောတာပြောတယ်မောင်ရဲ့ပြောတယ်ရမ်းပြောတယ် If I was you, I'd wanna be me too.